ဒါဟာစိတ်ကောင်းဆိုလူသား AKSFA တို့ကတွေကိုရည်ရွယ်ချက်ရှိပြစ်မှတ်ထားပြီးလူများရှေ့မှာကျင်းပခဲ့တဲ့ကွပ်မျက်မှုပွဲတစ်ခုဖြစ်ပါတယ်။သူတို့တွေဟာဘာပြစ်မှုမှကျူးလွန်ထားခြင်းမရှိပေမဲ့လည်းလူသားတွေကသူတို့ကိုမိစ္ဆာဒိဋ္ဌိလမ်းလွဲနေသူများလို့သတ်မှတ်ပြီးအများပြည်သူရဲ့မုန်းတီးမှုကိုအတုံးချကဂျေလူးတင်AHFSFO ခေါင်းဖြတ်ဆက်စီပို့ဆောင်ခဲ့ကြတာပါစီနိတ်တာအမတ်တဦးကမြို့ပြတိုးတက်မှုကိုနှောက်ယှက်ဖျက်ဆီးနေပါတယ်ဆိုပြီးလုံးချံဖန်တီးထားတဲ့ဆွဆွဲချက်တွေနဲ့သူတို့ကိုအဖြစ်ရှာခဲ့ပါတယ်ဒီလိုဈေးပေါ်တဲ့လှုပ်အားရှင်မျိုးနွယ်စုတွေကိုအလွန်မင်းမုန်းတီးနေကြတဲ့ပရိသတ်တွေကလည်းတရားသူကြီးအနေနဲ့ထိုနေရာမှာတင်ချက်ချင်းစီရင်ချက်ချဖို့အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်အခြေအနေကအချိန်ခါကောင်းရောက်ပြီလို့မြင်တဲ့အခါစီနိတ်တာဟာအတစ်တီထွင်ထားတဲ့အရာမကောင်းဖြတ်ဆက်ကြီးကိုချက်ချင်းပဲလူများရှေ့မှာချပြလိုက်ပြီးမကောင်းဆိုးဝါးတွေကိုအမြင့်ပြတ်ချေမှုန်းဖို့ဘာမဆိုလုပ်မယ်လို့မဲဆန္ဒရှင်တွေကိုကတိပေးခဲ့ပါတယ်စိတ်ကောင်းဆိုးလူသားတွေကအသက်ဘေးကနေလွတ်မြောက်ဖို့အသေးအတန်တောင်းပန်နေခဲ့ရမဲ့လည်းစီနိတ်တာကတော့လုံးဝစိတ်တက်တုံလုပ်ခြင်းမရှိခဲ့ပါဘူးလူအုပ်ကြီးရဲ့ယူသွစွာအော်ဟစ်အားပေးမှုတွေကြားထဲမှာတင်သူဟာအမိန့်ပေးလိုက်ပါတော့တယ်လေးလံလာတဲ့ဆက်တားသွားကြီးဝဤကနေပြုတ်ကျလာပြီးစိတ်ကောင်းဆွလူသားရဲ့ဦးကောင်းဟာစက္ကန့်ပိုင်းတွင်းမှာတင်ပြတ်တောက်သွားခဲ့ရပါတယ်တွေးပြန်နေတဲ့ဒီမြင်ကွင်းကအလွန်မင်းထိတ်လန့်စရာကောင်းလွန်းတာကြောင့်စီနိတ်တာကိုယ်တိုင်တောင်မျက်နှာလွှဲထားခဲ့ရပါတယ်ဒါပေမဲ့ကြီးစုနေတဲ့ပရိသတ်တွေကတော့အလွန်မင်းစိတ်လှုပ်ရှားဝမ်းမြောက်နေခဲ့ကြပါတယ်သူတို့ဟာတော်လန်ပုံကံဝန့်သူမှန်သမျှကိုချင်းချောက်ဖို့အတွက်ပြတ်တောက်သွားတဲ့စိတ်ကောင်းတွေကိုမြို့ရိုးပေါ်မှာချိတ်ဆွဲထားခဲ့ရုံတင်မကပဲအတောင်ပံပါတဲ့ F နဲ့သမီးဂျပန်ကစားအန်ဆိုင်မျိုးနွယ်စုတွေကိုပါမိစ္ဆာဒိဋ္ဌိတွေလို့ထပ်မံသတ်မှတ်ပြီးလူသားတွေသတ်မှတ်ထားပေးတဲ့နေမြေကနေဘယ်တော့မှထွက်ခွာခွင့်မရှိစေဖို့တားမြစ်ပိတ်ပင်လိုက်ပါတော့တယ်။သို့တော်လည်းဒီလိုမျိုးအစွန်းရောက်နှိမ့်ဆက်ညှဉ်းပန်းမှုတွေကြောင့်မကြခင်မှာပဲ F မျိုးနွယ်စုတွေဘက်ကနေမီးပလင်း Nelvetsep Kildedna လက်နက်တွေကိုအသုံးပြုပြီးကလဲ့စားချေတိုက်ခိုက်မှုတွေဆက်တင်လာပါတော့တယ်။သူတို့ဟာကောင်းကင်ယံကနေပြန်တန်းဆင်းသက်လာပြီးလူသားစစ်သားတွေအပေါ်မီးရှံတွေနဲ့ပောက်ကွဲမှုတွေကိုမိုးရွာသလိုရွာချပစ်ခဲ့ကြပါတယ်ထို့အပြင်သူတို့ဟာဒဏ္ဍာရီလာရှေးဟောင်းမိစ္ဆာကြီးဒိုဝေးဆွန်ညာပေပိုဆာဖော်တာကိုဝါနိုးတစေခဲ့ပါတယ်အဲ့ဒီအချိန်ကစားပြီးလူသားမျိုးနွယ်စုတွေကိုဥတီထားတဲ့သွေးချောင်အစီတက်ဖြတ်မှုကြီးဟာတရားဝင်ဆက်တင်သွားခဲ့ပါတော့တယ်